အဆောက်အုံအတွင်းမှာကြောက်မက်ဖွယ်ကူးစက်ခံလူအုပ်ကြီးကတကားတွေကိုအတင်းတွန်းဖွင့်ပြီးလိုက်လံတိုက်ခိုက်နေကြတယ်။လူတွေဟာအခန်းထဲကဗီဒီယိုကြီးတွေကိုအသုံးပြုပြီးတကားဝမှာအတင်းခုခံပိတ်ဆို့ထားကြရတယ်။အခြေအနေကအလွန်ပဲစိုးရိမ်စရာကောင်းနေပြီးလူတိုင်းဟာတေဘေးနဲ့ရင်ဆိုင်နေရတယ်လို့မျက်နှာပြက်နေကြတယ်။အဝတ်အစားရောင်စုံနဲ့ကူးစက်ခံလူအုပ်ကြီးကတော့တန်ကလစ်တွေကြားထဲကနေလက်တွေကိုဆန့်ထုတ်ပြီးအတင်းဆွဲယုံနေကြတာမြင်ရတာတကယ်ကိုထိတ်လန့်စရာပဲဖြစ်တယ်။အဲ့ဒီအချိန်မှာလိမ္မော်ရောင်ဝတ်စုံဝတ်ထားတဲ့ကယ်ဆယ်ရေးသမားအမျိုးသားတစ်ယောက်ကအနားကိုရောက်လာပြီးမိသက်ရေပိုက်ခေါင်းကိုအမြန်ဆုံးပြင်ဆင်နေတယ်။ဘေးနားကလူတွေကလည်းတကားကိုမပြိုလဲအောင်အသက်နဲ့လဲပြီးအတင်းတွန်းထားကြရတယ်။ကူးစက်ခံလူအုပ်ကြီးရဲ့အင်အားကပြင်းထန်လွန်းတာကြောင့်ဗီဒီယိုကြီးတွေဟာတုန်ခါနေပြီးဘယ်ချိန်မှပြိုလဲသွားမလဲဆိုတာမသိနိုင်အောင်ဖြစ်နေတယ်။ကယ်ဆယ်ရေးသမားအမျိုးသားကမိသက်ရေပိုက်ကိုအသင့်ပြင်ပြီးတာနဲ့တကားဝမှာပိတ်ဆို့ထားတဲ့လူတွေကိုအမြန်ဖယ်ခိုင်းလိုက်တယ်။ပြီးတာနဲ့မြင်မာတဲ့ရေအားဖိအားနဲ့မိသက်ပိုက်ကိုကူးစက်ခံလူအုပ်ကြီးစီကိုအပြင်းထန်ပတ်ဖြန်းလိုက်တော့တယ်။ပြင်းထန်လွန်းတဲ့ရေရှိန်ကြောင့်ရှေ့ဆုံးကတိုးဝှေ့နေတဲ့လူအုပ်ကြီးဟာနောက်ကိုလမ်းကျသွားပြီးရှေ့ဆက်မတိုးနိုင်ပဲဖြစ်သွားကြတယ်။ဒါကိုအခွင့်ကောင်းယူပြီးအခန်းထဲကလူတွေဟာအဆောက်အုံရဲ့အပေါ်ဆုံးထပ်ကိုအမြန်ဆုံးထွက်ပြေးကြတယ်။လေကားအတိုင်းအလူရက်ပြေးတက်နေကြတဲ့အချိန်မှာအပေါ်ဆုံးထပ်တကားမကြီးကတောက်ခတ်ထားတာကိုတွေးလိုက်ရလို့အားလုံးမျောလင်းချက်ပြတ်သုံးမလို့ဖြစ်သွားကြရတယ်။မျက်မှန်နဲ့အမျိုးသားတစ်ယောက်ကတော့အောက်ထပ်မှာကူညီပေးဖို့အတွက်အမြန်ပဲပြန်လှည့်ဆင်းသွားတယ်။အောက်ထပ်လေကားဝါမှာတော့ကယ်ဆယ်ရေးသမားကြီးကရေပိုက်ကိုကင်ပြီးကူးစက်ခံလူအုပ်ကြီးကိုအစွမ်းကုန်တားဆီးနေစေပဲဖြစ်တယ်။ဒါပေမဲ့လည်းအောက်ထပ်ကနေတိုးဝှေ့တက်လာတဲ့လူအုပ်ကြီးကပိုပြီးတော့များပြားလာတယ်။ကယ်ဆယ်ရေးသမားရဲ့တပည့်ဖြစ်သူကတကားလက်ကင်ကိုကျိုးနဲ့အတင်းချီနှောင်ပြီးအားဖြည့်ထားပေမဲ့လည်းကြောက်မက်ဖွယ်လူအုပ်ကြီးရဲ့ရိုက်ခတ်မှုကြောင့်တကားကပွန့်ထွက်သွားပြီးလူအုပ်ကြီးကလှေကားအတိုင်းအတင်းပြစ်တက်လာကြတယ်။ကယ်ဆယ်ရေးသမားကြီးဟာရေပိုက်ထဲမှာရေကုန်သွားတဲ့အတွက်ဘေးနားကတံပြားနဲ့ကူးစက်ခံတွေကိုရိုက်နှက်ပြီးခုခံနေရတယ်။အဲ့ဒီနောက်မှာတော့သူဟာကူးစက်ခံလူအုပ်ကြီးရဲ့ဖိညက်မှုကိုခံလိုက်ရပြီးလှေကားပေါ်မှာလဲကျသွားရှာတယ်။အပေါ်ဆုံးထပ်မှာတော့တောပြင်ကရိယာတွေပါတဲ့ကယ်ဆယ်ရေးသမားရဲ့အကူအညီနဲ့တကားမကြီးကိုအောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့တယ်။လူတွေဟာအမိုးပေါ်ကိုအလူရက်ပြေးထွက်သွားကြတယ်။လေကားအောက်ကနေဒဏ်ရာတွေနဲ့တုံချီတက်လာတဲ့ကယ်ဆယ်ရေးသမားကြီးကိုတွေ့တော့သူ့တပည့်ကအမြန်ပဲတွားရောက်တွဲခေါ်လိုက်တယ်။အမိုးပေါ်ကိုရောက်တဲ့အချိန်မှာကယ်ဆယ်ရေးရဟတ်ယာဉ်တစ်စီးကသူတို့စီကိုပြန်တန်းလာတာကိုတွေ့လိုက်ရတယ်။ကယ်ဆယ်ရေးသမားကြီးကရဟတ်ယာဉ်ကိုအချက်ပြဖို့အတွက်မီးခိုးပုံးကိုအမြန်ပဲဆွဲဖွင့်လိုက်တော့တယ်။တစ်ဖက်မှာတော့စာကြည့်တိုက်လိုနေရာမျိုးမှာကူးစက်ခံလူအုပ်ကြီးရဲ့ကြိုက်ခဲမှုကိုခံခဲ့ရတဲ့ចောင်းသားကောင်လေးတစ်ယောက်ဟာကျမ်းပြင်ပေါ်မှာလဲကျနေတယ်။သူဟာတေဆုံးသွားပြီလို့ထင်ရပေမဲ့လည်းမိနစ်အနည်းငယ်ကြာမှာတော့အံ့ဩဖွယ်ကောင်းလောက်အောင်မျက်လုံးပွင့်လာပြီးပြန်လဲအသက်ရှင်လာတယ်။သူ့ရဲ့ပိုက်မှာကူးစက်ခံတွေကြိုက်ခဲထားတဲ့ကြောက်မက်ဖွယ်ဒဏ်ရာကြီးရှိနေပေမဲ့လည်းဘာနာကျင်မှုကိုမှမခံစားရပဲဖြစ်နေတယ်။အဲ့ဒီအချိန်မှာပဲအခန်းထဲကိုနောက်ထပ်ကူးစက်ခံတစ်ယောက်ပြေးဝင်လာပြီးကောင်လေးကိုအတင်းဝင်လုံးနဲ့ဒါပေမဲ့ထူးဆန်းတာကကူးစက်ခံလူအုပ်ကြီးဟာကောင်လေးကိုကြိုက်ခဲစားတောက်ခြင်းမပြုဘဲသူတို့ရဲ့အပေါင်းဖော်တစ်ယောက်လိုပဲတတ်မှတ်ပြီးကြောဖြတ်သွားကြတယ်။ကောင်လေးရဲ့ခန္ဓာကိုယ်ထဲမှာဗိုင်းရပ်စ်ကိုခုခံနိုင်တဲ့ပဋိပစ္စည်းတွေရှိနေပုံပါပဲ။ကျောင်းခန်းတစ်ခုအတွင်းမှာအစိမ်းရောင်ဆွဲတာဝတ်ဆင်ထားတဲ့ကောင်မလေးကအဖြူရောင်ပုတ်ပြားပေါ်မှာပုံကျမ်းများရေးဆွဲကသူမရဲ့အစီအစဉ်ကိုကြံတဲ့သူတွေကိုအလေးနဲ့ရှင်းပြနေတယ်။ပုတ်ပြားပေါ်မှာလှေကားထစ်တွေအခန်းတွေနဲ့အဆောက်အုံရဲ့မြေပုံကိုစနစ်တကျရေးဆွဲနေပြီးအတန်လွင့်ခန်းကိုအသုံးပြုကလူသေးကောင်တွေကိုဆွဲဆောင်ဖို့ကြံစီနေတယ်။ကြံတဲ့ကျောင်းသားကျောင်းသူတွေကလည်းပုတ်ပြားကိုဝိုင်းအောင်ကြည့်ရှုရင်းသူမရဲ့စကားကိုအာယုံစိုက်နားထောင်နေကြတယ်။သူတို့အားလုံးရဲ့မျက်နှာပေါ်မှာစိုးရိမ်တကြီးဖြစ်နေတဲ့အမူအရာတွေအထင်ရှားပေါ်လွင်နေတယ်။ကောင်မလေးကအစီအစဉ်ကိုစိတ်အားထက်သန်စွာဆက်လက်ပြောကြားနေပြီးအတန်လွင့်စနစ်ကိုသုံးကလူသေးကောင်တွေကိုတနေရာထဲစုပြုံသွားအောင်လုပ်ဖို့ပြောနေတယ်။ထိုအချိန်မှာမျက်မှန်တက်ထားတဲ့ကောင်လေးကအတန်ချက်ဆက်မိုက်ခရိုဖုန်းရှိမှထိုင်နေပြီးဘေးကကောင်လေးနှစ်ယောက်ကလည်းစိုးရိမ်ကြီးနဲ့စောင့်ကြည့်နေတယ်။သူတို့အားလုံးအစီအစဉ်တိုင်းလှုပ်ဆောင်ဖို့ဆုံးဖြတ်လိုက်ကြပြီးအတန်လွင့်ခန်းကနေကျောင်းတစ်ခုလုံးကိုသတင်းစကားပါလိုက်တယ်။သို့တော်လည်းကျောင်းစင်ကြံလန်းတနေရာမှာတွေးချင်းချင်းနေနေတဲ့ကောင်လေးတစ်ယောက်ကထိုးအတန်ကိုကြားသွားပြီးရန်ညိုးဖွဲ့ထားတဲ့အမူအရာနဲ့သူတို့ရှိရာဘက်ကိုမျက်မှောင်ကုတ်ကကြည့်လိုက်တယ်။ကျောင်းသားတွေကအစီအစဉ်အတိုင်းအတန်လွင့်ကလုတ်တွေကိုချက်ချင်းနှိပ်လိုက်ကြတယ်။ကျောင်းဝင်းအတွင်းရှိနေရာအနှံ့အပြားမှာအတန်ချက်ဆက်တန်တွေကျဲလောင်စွာထွက်ပေါ်လာတော့တယ်။ထိုအတန်ကိုကြားလိုက်ရတဲ့လူသေးကောင်တွေကရုတ်ရုတ်တဲတဲဖြစ်သွားပြီးအတန်ထွက်ပေါ်ရာအတန်လွင့်ခန်းရှိရာအဆောက်အုံစီကိုအယူမူပြေးဝင်လာကြတယ်။ကျောင်းသားတွေကအခြေအနေကိုစောင့်ကြည့်ပြီးကျောင်းခန်းထဲကနေစင်ကြံလန်းအတိုင်းတတိကြီးစွာနဲ့ထွက်ခွာလာကြတယ်။စင်ကြံလန်းထောက်မှာလူသေးကောင်တစ်ကောင်ကနေရန်ကိုမျက်နှာမူပြီးရက်နေတာမို့သူတို့အားလုံးအသက်ရှူပင်မဝပဲခြေတံကိုအတက်နိုင်ဆုံးဖြောက်ကငြိမ်သက်စွာဖျက်ကျော်ဖို့ကြိုးစားကြတယ်။မျက်မှန်တဲ့ကောင်လေးကစိုးရိမ်စိတ်လွန်ခဲ့ပြီးလက်ထဲကရေဘူးကိုလွှတ်ချလိုက်မိတယ်။ရေဘူးမြေပြင်ပေါ်ကျသွားတဲ့အတန်ကြောင့်စင်ကြံလန်းကလူသေးကောင်ကရုတ်တရက်လှည့်ကြည့်လာတယ်။ဘေးကကောင်လေးတစ်ယောက်ကအားလုံးကိုအမြန်ပြေးဖို့အော်ဟစ်ပြောဆိုလိုက်ပြီးသူကိုယ်တိုင်ကလူသေးကောင်ကိုဝင်ရောက်လုံးထွေးကကြံတဲ့သူတွေလွတ်မြောက်အောင်အချိန်ဆွဲပေးလိုက်တယ်။ကြံတဲ့ကျောင်းသားတွေကလှေကားအတိုင်းအပေါ်ထက်ကိုအလူရက်ပြေးတက်သွားကြတယ်။အချိန်ဆွဲပေးကြံခဲ့တဲ့ကောင်လေးကတော့လူသေးကောင်ရဲ့အပြင်းပြင်းဖိညက်မှုကိုခံနေရပြီးလေဘင်းကိုအကိုက်ခံရတော့မဲ့အခြေအနေဆိုးရွားစွာရောက်ရှိသွားတယ်။ဘေးကနေသွေးလိမ့်လိမ့်နဲ့ကောင်လေးတစ်ယောက်ရုတ်တရက်ရောက်ရှိလာပြီးလူသေးကောင်ကိုဓာတ်နဲ့ထိုးတက်ကကယ်တင်လိုက်တယ်။လွတ်မြောက်သွားတဲ့ကောင်လေးကကျေးဇူးတင်ကြောင်းပြောဆိုတော့လေကယ်တင်လိုက်တဲ့ကောင်လေးကရန်လိုတဲ့မျက်နှာထားနဲ့အခြားကောင်လေးတစ်ယောက်ရဲ့တီနေရာကိုမေးမြန်းကကလက်စားချီဖို့ကျိမ်းမောင်းနေတယ်။ကောင်လေးကပြောပြဖို့ညှင်းဆန်လိုက်တာကြောင့်သူတို့နှစ်ဦးအကြားစကားများရာကနေပြင်းထန်တဲ့လက်ဝိတ်လက်မောင်းလုံးထွေးသက်ပုတ်မှုတွေစတင်ဖြစ်ပွားတော့တယ်
တွေးလိမ့်လိမ့်နဲ့ကောင်လေးကတာမန်ထက်အင်အားကြီးမားနေပြီးကောင်လေးကိုအပြင်းထန်ထိုးနှက်တိုက်ခိုက်ကမြေပြင်ပေါ်လဲကျသွားစေတယ်။အဆောက်အုံအပေါ်ထက်အခန်းတစ်ခုအတွင်းမှာကြံတဲ့ကျောင်းသားတွေအားလုံးစုံစည်းမိကြတယ်။ထိုအချိန်မှာကျောင်းသူတဦးကအစိမ်းရောင်ဆွဲတာနဲ့ကောင်မလေးရဲ့လက်မောင်းမှာဒဏ်ရာရရှိထားတာကိုသတိပြုမိသွားတယ်။အားလုံးကကောင်မလေးကိုလူသေးကောင်ဖြစ်ပြောင်းလဲသွားမှစိုးရိမ်ပြီးကောင်လေးတစ်ယောက်ကအခန်းထဲကတုတ်တစ်ချောင်းကိုကောက်ကင်ကကာကွယ်ဖို့ပြင်ဆင်တယ်။ဒဏ်ရာရထားတဲ့ကောင်မလေးကသူမဟာတာမန်လူလိုပဲရှိနေသေးကြောင်းတက်တည်ပြဖို့ပြတင်းပေါက်ဝကိုရှောက်လန်းသွားပြီးအကယ်၍သူမပြောင်းလဲသွားရင်အောက်ကိုတွန်းချလိုက်ဖို့ကောင်လေးကိုသဘောတူညီချက်ပေးလိုက်တယ်။မကြာမီအချိန်မှာပဲကောင်မလေးရဲ့မျက်လုံးတွေသွေးရောင်နှံလာပြီးအမြင်အာရုံတွေဝေဝါးကဘေးကကောင်လေးရဲ့လက်ပင်ကိုစိုက်ကြည့်ရင်အသားစားခြင်းစိတ်တွေပြင်းထန်လာတယ်။အခြေအနေကိုစောင့်ကြည့်နေတဲ့ကောင်လေးကကောင်မလေးကိုတုံနဲ့ရိုက်နှက်ဖို့ကြိုးစားတော့လဲဘေးကကောင်လေးကကာကွယ်ပေးလိုက်တာကြောင့်တုတ်ချက်ကအခြားသူကိုထိမှန်သွားတယ်။ထိုခိုက်တက်မှာကောင်မလေးကပြန်လဲတည်ငြိမ်သွားပြီးသူမရဲ့ခန္ဓာကိုယ်ဟာတဝက်လူသေးကောင်ဖြစ်ပြောင်းလဲသွားကအကြားအာရုံတွေထူးကဲကောင်းမွန်လာပြီးအခြားသူတွေရဲ့နှလုံးခုန်တန်ကိုပါကြားနေရတယ်။သူမကအပြင်မှာလူသေးကောင်တွေအလုံးရင်းနဲ့လာနေပြီဖြစ်ကြောင်းသတိပေးလိုက်တာကြောင့်ကျောင်းသားတွေကအခန်းတွင်းရှိဇဝဲကလထိုင်တွေကိုတုံးပြီးအမြန်ဆုံးအကာအကွယ်တိုင်းကြီးတစ်ခုကိုတိစောက်လိုက်ကြတယ်။ကျောင်းသားတစုဟာဖုတ်ကောင်တွေရန်ကနေလွတ်မြောက်ဖို့အတွက်အတန်းထဲကဇပွဲကလထိုင်တွေကိုတိုင်းလိုမျိုးအတင်းကစီးပြီးအသက်လူနေကြတယ်။အတန်ပေးပြီးဖုတ်ကောင်တွေကိုမျှခေါ်ဖို့စူးစမ်းပေမဲ့အားမရတာကြောင့်ကျောင်းသားတစ်ယောက်ကအားရပါရအော်ဟစ်ပြီးအတန်ပြုတ်လိုက်တယ်။အဲ့ဒီအတန်ကြောင့်ကြံလန်းတစ်ခုလုံးမှာရှိတဲ့ဖုတ်ကောင်တွေဟာတွေးယူတွေးတန်းနဲ့အော်ဟစ်တန်ကြားရအတန်းထဲကိုပြေးဝင်လာကြတယ်။ကျောင်းသားတွေလည်းဖုတ်ကောင်တွေအတန်းထဲကိုအလုံးရင်းနဲ့ဝင်လာတဲ့အချိန်မှာနောက်ဖေးတကားကနေအလူရက်ထွက်ပြေးကြပြီးခေါမိုးထက်စီကိုဥတီပြေးတက်ခဲ့ကြတယ်။ခေါမိုးထက်တကားဝကိုရောက်သွားတဲ့အချိန်မှာတကားကတော့ခတ်ထားတာကြောင့်ဖွင့်လို့မရပဲဖြစ်နေတယ်။ကျောင်းသားတွေဟာတကားကိုအတင်းတွန်းဆွဲပြီးဖွင့်ဖို့ကြိုးစားနေကြတယ်။အထဲမှာတောင်တင်နေတဲ့ကျောင်းသားတစ်ယောက်ကအပြင်ကအော်ဟစ်တန်တွေကိုကြားပေမဲ့လည်းကြောက်စိတ်နဲ့တကားကိုမဖွင့်ပေးပဲဒီအတိုင်းအေးအေးဆေးဆေးစောင့်ကြည့်နေခဲ့တယ်။အောက်ထပ်ကနေဖုတ်ကောင်တွေတရွေ့ရွေ့တက်လာနေပြီဖြစ်လို့ကျောင်းသားတွေဟာမျောလင်းချက်မဲ့စွာနဲ့ခုခံဖို့ပြင်ဆင်ကြရတော့တယ်။ကောင်လေးနှစ်ယောက်ကရှေ့ကနေတုတ်တွေကလထိုင်တွေနဲ့အသက်ဆွန့်ပြီးကာကွယ်ဖို့ရက်တီလိုက်ကြတယ်။ဖုတ်ကောင်တွေအလုံးရင်းနဲ့တက်လာပြီးကြိုက်ခဲဖို့ကြိုးစားတဲ့အချိန်မှာကောင်မလေးတစ်ယောက်ကဘေးနားမှာရှိတဲ့အပြာရောင်ပလတ်စတစ်ဆောင်ကြီးကိုတွေ့သွားပြီးအားလုံးကိုအဲ့ဒီဆောင်နဲ့ဖုတ်ကောင်တွေကိုအုပ်ပစ်ဖို့ပြောလိုက်တယ်။အားလုံးစုပေါင်းပြီးဖုတ်ကောင်တွေကိုပလတ်စတစ်ဆောင်နဲ့အုပ်လိုက်တဲ့အခါမြင်ကွင်းပြောက်သွားတဲ့ဖုတ်ကောင်တွေဟာငြိမ်ကျသွားကြတယ်။ဒါပေမဲ့စိတ်မချရသေးခင်မှာပဲတခြားဖုတ်ကောင်နဲ့မတူတမှုထူးခြားတဲ့ဖုတ်ကောင်တစ်ကောင်ကလေကားအတိုင်းထပ်မံတက်လာပြန်တယ်။အဲ့ဒီဖုတ်ကောင်ဟာတေယာကနေပြန်ရှင်လာတယ်လို့မျိုးဖြစ်နေတာကြောင့်အားလုံးကထိတ်လန့်တုန်လှုပ်သွားကြတယ်။ရှေ့ကကောင်လေးကတန်တုံးနဲ့အဲ့ဒီဖုတ်ကောင်ကိုအတင်းရိုက်နှက်ပေမဲ့လည်းဘာတန်ရာမှမရရှိပဲပြန်လဲခုခံတာကိုခံလိုက်ရတယ်။ဖုတ်ကောင်ကကောင်လေးကိုအတင်းဆွဲညှစ်ပြီးမျက်လုံးကိုဖောက်ထုတ်ဖို့ကြိုးစားနေတဲ့အချိန်မှာပဲမျက်လုံးတစ်ဖက်သွေးစွန်းနေတဲ့ကောင်မလေးကအားရင်အတစ်တွေနဲ့ဖုတ်ကောင်ကိုအနောက်ကနေလဲပင်းညှစ်ပြီးအဝေးကိုလွှင့်ပစ်လိုက်တယ်။သူမကိုယ်တိုင်လည်းဒီလောက်ပြင်းထန်တဲ့အားအင်တွေဘယ်ကရမှန်းမသိပဲအံ့ဩမြင်တက်နေခဲ့တယ်။အဲ့ဒီအချိန်မှာခေါမိုးထက်ကကောင်လေးကတော့ကယ်ဆယ်ရေးရဟတ်ရင်ပေါ်တက်ပြီးလူမရှိတော့ဘူးလို့လိန်ညာကတယောက်တည်းလွတ်မြောက်သွားခဲ့တယ်။အောက်ထက်ကမီးလောင်မှုကြောင့်အရေးပေါ်စနစ်တွေပွင့်သွားပြီးခေါမိုးထက်တကားကြီးပွင့်သွားခဲ့တယ်။ကျောင်းသားတွေအပြင်ကိုဝမ်းသာအားရပြေးထွက်လာကြပေမဲ့ကယ်ဆယ်ရေးရဟတ်ရင်ကပြန်တန်းထွက်ခွာသွားပြီးဖြစ်လို့အားလုံးမျောလင်းချက်မဲ့ပြီးငိုယိုအော်ဟစ်ကြံရစ်ခဲ့ကြတယ်။ခေါမိုးထက်မှာတောင်တင်ကြံရစ်တဲ့ကျောင်းသားတွေဟာအသက်ရှင်တန်ဖို့အတွက်စပွဲခုံတွေနဲ့အကူအညီတောင်းတဲ့စာသားတွေကိုပြင်ဆင်ကြပြီးရှေးဦးနီလန်းတွေနဲ့မီးမွေးဖို့ကြိုးစားကြတယ်။ကောင်မလေးတစ်ယောက်ကမီးချစ်ထုတ်ပေးလိုက်မှပဲမီးပုံပွဲလေးကိုစတင်နိုင်ခဲ့ကြတယ်။ညဘက်ရောက်တဲ့အခါအောက်ထက်ကတချင်းဆူခန်းထဲမှာပုံနေတဲ့ကောင်မလေးတစ်ယောက်ဟာဗီဒီယိုကင်မရာထဲကတငယ်ချင်းတွေရဲ့ရုပ်သံတွေကိုကြည့်ပြီးနောင်တရနေခဲ့တယ်။ဆီယာမဖြစ်သူကသူမကိုကဲတင်ရင်ဖုတ်ကောင်ကြိုက်တာခံလိုက်ရတဲ့မြင်ကွင်းကိုပြန်လဲမြင်အောင်ပြီးဝမ်းနည်းနေခဲ့တယ်။သူမပုံနေတဲ့အခန်းထဲမှာမုတ်တွေများကြမှုတငယ်ချင်းတွေကိုဝေမျှဖို့အတွက်အိတ်တွေတဲ့အစားအစာတွေအပြည့်ထည့်ပြီးအပြင်ထွက်ဖို့ဆုံးဖြတ်လိုက်တယ်